မိုက်ဟာမော်ကိုကီတစ်ချက်ပဲစားလိုက်တာဖြစ်ပေမဲ့ခဏအကြာမှာပဲမော်ဆွမ်းအားအများကြီးရရှိသွားခဲ့ပါတယ်ဒါကြောင့်မိုက်အနေနဲ့သူ့ရဲ့လက်တွေကိုအဆုံးမရှိဆန့်ထုတ်နိုင်ုံတင်မကပဲအမြင့်ခုန်နိုင်စွမ်းကလည်းအမခံဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့အပြေးပြိုင်ပွဲတစ်ခုမှာတော့မိုက်ရဲ့ပြိုင်ဘက်ကပြိုင်ပွဲမှာအနိုင်ရချင်တာနဲ့ပဲမိုက်စတင်ပြေးရမယ့်နေရာပေါ်မှာကိုရီတုတ်ထားလိုက်ပါတယ်အဲ့ဒီနောက်ဒိုင်လူကြီးကခရမှုတ်လိုက်တဲ့အချိန်မှာတော့မိုက်ကတော့ဟန်ချက်ပြက်ပြီးလဲကျသွားခဲ့ပါတယ်တစ်ဖက်မှာကြီးညာနေသူကလည်းတငယ်ချင်းဖြစ်သူကိုမိုက်တာအနိုင်ရရင်မိုက်ခရိုဖုန်းကိုစားပြမယ်လို့ကတိပေးလိုက်ပါတယ်ဒီလိုနဲ့မိုက်တယောက်ကိုရီကနေရုံမရတာကိုမြင်တော့မိုက်ရဲ့အနာဂတ်ကလာတဲ့စောင့်ရှောက်သူကအနောက်ကနေမိနဲ့လက်မှုတ်ပေးလိုက်တာကြောင့်ချက်ချင်းထပြီးပြေးနိုင်သွားပါတော့တယ်တစ်ချိန်တည်းမှာပဲမိုက်ဟာပါဇက်ထဲကနေရေရီအန်ထွက်လာတဲ့အထိအမြန်ပြေးနေခဲ့တာပါပဲတစ်ဖက်မှာတော့မိုက်ကိုလုံးကျန်တဲ့ပြိုင်ဘက်ကပန်းဝင်ခါနီဟစ်တလန်လိုကိုရောက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိုက်ကမယုံနိုင်စရာအချိန်နဲ့ပြေးလာကပန်းဝင်တက်မှတ်ထားတဲ့စီကိုသူ့ရဲ့ရှာနဲ့အရင်ဆုံးထိပြီးအနိုင်ယူလိုက်ပါတော့တယ်ဒါကိုမြင်တော့ကြီးညာသူလည်းအားအသင့်သွားတယ်လို့သူပေးထားတဲ့ကတိအတိုင်းမိုက်ခရိုဖုန်းကိုစားပြလိုက်ရပါတော့တယ်နောက်ထပ်ပြိုင်ပွဲကတော့မိုက်ကိုလုံးကျန်တဲ့ပြိုင်ဘက်ကျွမ်းကျင်တဲ့အမြင့်ခုန်ပြိုင်ပွဲပါပဲဒါကြောင့်ပဲသူဟာအမြင့်ခုန်ကိုအလွယ်လေးနဲ့လုပ်ပြခဲ့ပါတယ်အဲ့ဒီနောက်မိုက်ကနောက်ထပ်မော်ကိုကီတစ်ချက်ကိုထပ်စားလိုက်ပြီးပြိုင်ပွဲဝင်ဖို့အသင့်ပြင်လိုက်ပါတယ်လူတိုင်းကတော့မိုက်တယောက်လက်မြောက်ရှုံးပြီးတော့မယ်လို့ထင်နေခဲ့ကြပေမဲ့မိုက်ကတော့ခုံရမယ့်အမြင့်တိုင်ကိုအမြင့်ဆုံးအထိညှင့်ခိုင်းလိုက်ပါတော့တယ်တစ်ဖက်မှာကြီးညာသူကလည်းအမှတ်မရှိသေးပဲမိုက်တာဒီအမြင့်ကိုခုံနိုင်ရင်စပွဲခုံကိုစားပြမယ်လို့ဘေးနာကတငယ်ချင်းဖြစ်သူကိုကတိပေးလိုက်ပြန်ပါတယ်အဲ့ဒီနောက်မှာတော့မိုက်ကလေထဲမှာ36ပတ်တီတီလှည့်ပြရင်အမြင့်ခုံပြိုင်ပွဲကိုအလွယ်လေးအနိုင်ယူခဲ့ပြန်တာကြောင့်ကြောင်းညာသူလည်းသူ့ကတိအတိုင်းတကျင်ကြောင်းနဲ့လှုပ်ထားတဲ့စပွဲခုံကိုကိုက်ပြီးစားပြလိုက်ရပါတော့တယ်နောက်ဆုံးပွဲကတော့တန်လုံးပြပြိုင်ပွဲပါပဲဒီလိုနဲ့ပြိုင်ဘက်ကစားသမားတစ်ယောက်ကတန်လုံးကိုမီတာ100အထိပြစ်လိုက်နိုင်တာကြောင့်သူပဲချန်ပီယံဖြစ်တော့မယ်လို့လူတိုင်းကထင်နေခဲ့ပါတယ်တစ်ဖက်မှာကြီးညာသူကတော့မိုက်တယောက်ဒီပြိုင်ပွဲမှာတော့ရှုံးမှာပါလို့ထင်နေစေဖြစ်ပေမဲ့တငယ်ချင်းဖြစ်သူကိုဘာကတိမှမပေးရတော့ပါဘူးအဲ့ဒီနောက်မိုက်ကနောက်ဆုံးလက်ကျန်မော်ကိုကီကိုစားလိုက်တဲ့အခါသူ့လက်က100မီတာအထိရှည်ထွက်လာတာကြောင့်ဒီမြင်ကွင်းကလူတွေအကုန်လုံးကိုတုံ့လှုပ်သွားစေခဲ့ပါတယ်နောက်ဆုံးမှာတော့မိုက်ဟာချန်ပီယံဆုကိုရရှိသွားခဲ့ပြီးအဲ့ဒီဆုဖလားကိုသူ့သဘောကျတဲ့မိန်းကလေးစီပေးအပ်ခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်တွေမတိုင်ခင်တစ်ပတ်လောက်ကမိုက်ဟာကျောင်းမှာတငယ်ချင်းတွေရဲ့အနိုင်ကျင့်ခြင်းကိုအမြဲတမ်းခံနေရသူတစ်ယောက်ပါပဲပြီးတော့လည်းမိုက်ကပြန်တော့မလုပ်ရဲပါဘူးနောက်ဆုံးတစ်ချိန်ပြန်လုပ်မိတဲ့အခါမှာလည်းကျောင်းကြီးကိုမတော်တဆထိခိုက်မိသွားတာကြောင့်ကြမ်းတက်ရတဲ့အထိအပြစ်ပေးခံခဲ့ရပါသေးတယ်တစ်ဖက်မှာတော့မိုက်ရဲ့အမကစာရန်ထုချုံပြီးနေတိုင်းလိုလူတွေရဲ့ရေးစားစကားလာပြောခြင်းကိုခံရတယ်လို့တက္ကသိုလ်ကိုလည်းစောစောစီးစီးတက်ခွင့်ရခဲ့သူပါပဲအမဖြစ်သူကတော့မိုက်ကိုအရန်ထင်သေးတာကြောင့်မိုက်လည်းဒါကိုဒေါသထွက်ပြီးအမဖြစ်သူနဲ့ရန်ဖြစ်မိပေမဲ့ရန်ဖြစ်တိုင်းမှာလည်းမနိုင်ပြန်ပါဘူးဒါကြောင့်ပဲမိုက်ဟာအရန်စိတ်တက်ကြလာတာကြောင့်သူ့ရဲ့ဝမ်းနည်းမှုတွေကိုစာရွက်ပေါ်မှာခြာရေးပြီးအိမ်ရဲ့အဆောက်အုံခေါင်းမိုးပေါ်တက်ကအရက်တောက်နေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလျှက်စီးကြောင်းတစ်ခုကရုတ်တရက်လက်လာပြီးကောင်းကင်ရံကနေလူစိမ်း3ယောက်ဆင်းတက်လာပါတော့တယ်အဲ့ဒီနောက်သူတို့ကမိုက်ကိုပြောတာကသူတို့ဟာမိုက်ကိုကာကွယ်ပေးဖို့အနာဂတ်ကနေရောက်ရှိလာတဲ့စောင့်ရှောက်သူတွေဖြစ်တယ်ဆိုတာပါပဲဒီလိုနဲ့အဲ့ဒီအချိန်ကနေစပြီးမိုက်ရဲ့ကံကြမ္မာဟာပြောင်းလဲလာခဲ့တာပါပဲ